โอเคကျွန်တော်မင်းတို့ငါရဲ့ intro လေးကိုတီးပုံတင်းလေးကို C key နဲ့တင်ပေးပါမယ်အဲ့တော့ကျွန်တော်တို့ကပထမဦးဆုံးstep note နဲ့စထွက်ပါတယ်ပြီးလို့ရှိရင်မှ intro ၄ပါပေါ့နော် intro main ၄ပါရဲ့အရှိဘားကမြည်သည့် big ကတွေပဲ note ကလေးတွေကိုစတီးအဲ့တီးတဲ့ note တွေအကုန်လုံးကို step note လို့ခေါ်ပါတယ်โอเคအဲ့တော့ step note ကဒီတရှင်းမှာကြတော့ number 4 bit မှာ triplet note အနေနဲ့စပါတယ်အဲ့တော့တီးရမယ့် note က do re mi နဲ့စတယ်တီးရမယ့် timing ကtriplet တိုင်းပဲဒါနော်အဲ့တော့1 2 3အဲ့လိုဖြစ်သွားနော်โอเคပြီးရင်ပထမပါဆက်သွားမယ်ပထမက fa major 7 fa major 7ကိုဘယ်ဘက်လက်ကတီးရမှာနှစ် beat တီးရမယ်တီးပုံတီးနည်းကဒါမျိုး1 2နော် major 7ပြည့်စုံကဒါပါတစ်လုံးလွတ်တီးပါတယ်1 2 3 4မှာကျတော့ fa minor 6 minor 6ကိုဒီလိုတီးပါမယ်3 4 alpha minor 6အပြည့်စုံကဒါလွတ်တီးတယ်3 4 okay အဲ့တော့ညာဘက်လက်က2 3ဒါokay နော်ပြန်လုပ်ပြမယ်1 2 3โอเคရမယ်ဒီမှာနော်ဆက်သွားမယ်တတိယပါ mi minor 7 la flat 9 la major flat 9เนาะ major ဆို major တော့မပါဘူးရိုး la flat 9 la minor flat 9မဟုတ်ရိုး major flat 9ပါ mi minor 7နှစ် beat ကဒီလိုတီးမယ်ခုနတီးပုံတီးနည်းပဲ note ဆွဲလွဲသွားတယ်1 2ပြီးရင်3 4 1 2 3 4အဲ့ဒါပဲညာဘက်လက်ကကြတော့မေဆိုတီအဲ့တော့နော်မေဆိုတီအဲ့တော့တပားလုံးကိုဆက်တီးပြမယ်ဒါဒီထာလာဆိုဖာနော်နောက်ထပ်ဘယ်ဘက်လက်နဲ့တွဲမယ်ဆိုလို့ရှိရင်ပြန်လုပ်ပြမယ်โอเคလက်ကမီဆိုဒီရေမီဆိုဒီရေပြီးရင်တန်လက်ကလေးအဲ့တော့မနော် okay number 3ပါတော့မယ် reminder 6 reminder 7 မှာခုနတီးဝင်တီးနေရဒီတိုင်းပဲနီဒါဒီအဲ့တော့ reminder 7ကဒါအဲ့ဒီလုံးလွတ်ဒီမှာအဲ့တော့ညာဘက်လက်နဲ့တွဲတီးမယ်ဆိုရင်မီဖာလာမီနော်အဲ့တော့ down မှတီးလိုက်ဘယ်ဘက်လက်ကဒါပဲနော် okay ပြီးရင် number 3နဲ့ number 4 beat ဒီဝလာမီရေပေါ်မှာအဲ့ဒါကိုမီကိုဒါနဲ့တွဲမယ်ရေကိုဒါနဲ့တွဲမယ်နော်အဲ့တော့မီโอเคအဲ့တော့တစ်ဖားလုံးလေးပြမယ်ပြန်လုပ်ပြမယ်
Okay ပြီးလို့ရှိရင်ကျွန်တော်တို့number 4ပါဒါအလွယ်ဆုံးပါပဲဘယ်ဘက်လက်ကဒိုညာဘက်လက်ကအဲ့ဒီမယ်1 2 and 3 4 1 2 and 3 4 Okay အဆင်ပြေမယ်ထင်ပါတယ်နော်ဒီကျင်းလိုက်ပါအောင်ခင်ဗျာနောက်မှာကျွန်တော်၄ပါးလုံးတိပြထားတဲ့ဗီဒီယိုလေးတင်ထားပြပါမယ်